ရှီတယ်ဆိုတဲ့မိန်းကလေးလက်ထပ်ထားခဲ့တာတလားပြေတော့မှာပါ။ဒါကြောင့်သူမအရင်တုန်းကဘဝနေထိုင်မှုပုံစံအတိုင်းပြန်လည်နေထိုင်ဖို့အတွက်စဉ်းစားထားလိုက်ပါတယ်။သူမကလည်းလွန်ခဲ့တဲ့2ရက်3ရက်ကစယောဂပြန်လဲဆော့ခဲ့ပါတယ်။ရှီတယ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအရင်ကတည်းကယောဂဆော့လာခဲ့တာပါ။လက်ထပ်ပြီးနောက်မှလည်းသူမကခန္ဓာကိုယ်ကိုထိမ့်သိမ်းထားခြင်းတဲ့အတွက်ကြောင့်အပေါ်ဓာတ်ကိုတက်သွားခဲ့ပါတယ်။သူမယောဂဖြာလေးကိုခင်းပြီးနောက်မှာတော့စတင်ယောဂကျင့်ခဲ့ပါတယ်။သူမကလေအေးလေးတိုက်နေတဲ့အပေါ်ဓာတ်မှာအချိန်ခဏကြာအောင်ယောဂဆော်လိုက်ပါတယ်။ခဏနေတော့သူမအောက်ထပ်ကိုပြန်လဲဆင်းလာပြီးလက်ဖေးတောက်ဖို့အတွက်ပြင်ဆင်ပေးခဲ့ပါတယ်။ဒီအချိန်မှာပဲရောက်ခမဖြစ်သူကမလာကတော့သူမကိုရွှဲသလိုနဲ့ပြောခဲ့တာပေါ့။ကဲထားလိုက်တော့ချွေးမလေးရေအခုမှဘာမှလာပြီးတော့လက်ဖေးဖြော်တိုက်မနေတော့နဲ့ငါတို့ကိုဟာကိုပဲလက်ဖေးဖြော်တောက်လိုက်ပြီးနေကငါတရင်လုံးမှလိုက်ရှာပြီးသွားပြီးဘယ်မှရှာလို့မတွေ့တာနဲ့ကိုဟာကိုလုံးမဖြစ်တော့မယ်ဆိုပြီးတော့ထားလို့လိုက်တာလေ။နေုံပဲငါဘယ်အချိန်ထိစောင့်နေရမှာလဲဒါနဲ့ပြောစမ်းမအောင်ငါနေကိုတအိမ်လုံးမှာလိုက်ရှာနေရနေရနဲ့နေပြီးဘယ်ကိုရောက်နေရလဲအော်အမေကျမယောဂဆော့ဖို့အတွက်အပေါ်ကိုတက်သွားတာပါဒါကဘာလဲနောက်ထပ်ဘာဇလန်းအစ်စ်တစ်ခုကိုနေစနေပြန်ပြီလေနေယောဂတွေဘာတွေကျင့်စရာဘာမှမလိုဒါတွေအားလုံးလုပ်တယ်ဆိုတာကအပိုတွေပါအချိန်ကုန်တာပဲအဖက်တင်နေမနက်အစောကြီးအိယာကထပြီးဆိုတာနဲ့အိမ်မှာအလုပ်တွေဘလောက်တောင်မှများလိုက်တလဲဆိုတာကိုနင်သိလားနေယောဂပဲတွက်ကျင့်နေမယ်ဆိုလို့ရှင်တော့ဒီအလုပ်တွေအကုန်လုံးဘယ်သူလုပ်မလဲဒီအလုပ်တွေအကုန်လုံးကတောင်းလို့ရလို့အိမ်မှာပုံနေမှာပေါ့အမေကလည်းယောဂကျင့်ရုံနဲ့အချိန်ကုန်တာတော့လည်းမဟုတ်ပါဘူးဒါကကျမတို့ရဲ့ခန္ဓာကိုယ်ကိုရောစိတ်ကိုရောတည်ငြိမ်သွားအောင်လို့ထိမ့်သိမ့်ပေးရလေကျမတို့ယောဂကျင့်မယ်ဆိုလို့ရှင်တော့ခန္ဓာကိုယ်ကဘယ်တော့မှပြင်းရည်နေမှာမဟုတ်တော့ဘူးနေပထမတည်းကပြင်းရည်ခြင်းနဲ့စိတ်မရှိဘူးဆိုရင်တော့မနက်အစောကြီးထတွေကငါအတွက်လက်ဖေးဖြော်ပေးရမှာလေနေရယောဂတွေဘာတွေကျင့်နေဆိုတာကအကြောင်းပြချက်တတ်တတ်ပေးနေရပါဘာအလုံးမလုပ်ချင်လို့တမင်တတ်တတ်ယောဂတွက်ကျင့်နေရမဟုတ်ဘူးလားအမေကြီးရတာကျမကိုအထင်လွဲနေပြီနဲ့တူပါတယ်ကျမကဘာဖြစ်လို့အလောက်ကနေပြီးတော့ပြင်းရမှာလဲအမေလည်းမယုံဘူးဆိုလို့ရှင်တော့ယောဂကျင့်ကြည့်လိုက်လေအခုလိုမျိုးယောဂကျင့်တာကတရက်ကျရင်အမေအတွက်ဘလောက်တောင်အတောင်းဝင်လဲဆိုတာကိုအမေသိသွားလိမ့်မယ်အလောက်အတွက်ကတော့ဘာမှအရန်ကြီးစွန့်ပူပန်မနေပါနဲ့အမေရဲ့ကျမအိမ်မှာရှိတဲ့အလုပ်တွေအကုန်လုံးကိုတော့တောင်းဝတရားတစ်ခုလိုမျိုးလုပ်ပေးနိုင်ပါတယ်ရှီတယ်ကတယောက်မှပြောလိုက်တဲ့စကားတွေကြောင့်အနေငယ်တော့ဝမ်းနေသွားခဲ့ပါတယ်သူမယောဂဆိုတာကသူမရဲ့ခန္ဓာကိုယ်အတွက်ပါအချိန်ဖြုံးခြင်းလို့အလောက်တခိုးလောက်ချင်လို့မဟုတ်ပါဘူး။သူမကလည်းဘာမှအများကြီးပြောမနေတော့ပါဘူး။သူမမနဲ့အစောကြီးအိယာကထားပြီးတာနဲ့ယောဂကျင်ပါတယ်။ပြီးတဲ့နောက်မှာသူမအိမ်လောက်တွေအားလုံးကိုလည်းပြီးတော့အောင်လုပ်ကိုင်ပေးပါသေးတယ်။တရက်မှာတော့ရှီတယ်ကအိမ်အပေါ်တက်မှာသွားပြီးတော့ယောဂကျင့်နေခဲ့ပါတယ်။အိမ်နီးချင်းအတော်တယောက်ကတော့သူမယောဂကျင့်နေအောင်ကိုတွေးသွားခဲ့ပါတော့တယ်။ကဲချွေးမလေးရေဒါဘာတွေလုပ်နေရလဲ။ငါတို့ရဲ့အိမ်နီးချင်းတယောက်ကယောဂဆော့နေရပါလား။ငါတို့နာမှာယောဂအတန်းရှိနေတာငါသိတော့မသိလိုက်ဘူး။မဟုတ်တာအတော်ရဲ့ကျမယောဂအတန်းဖွင့်ထားတာမဟုတ်ပါဘူးကျမကိုယ်တိုင်ပဲယောဂကျင့်နေရလေကျမကတော့အခုလိုလေ့ကျင့်ခန်းအမြဲလုပ်ပြီးတော့ယောဂကျင့်နေရတာအရန်သဘောကျတယ်အေးကောင်းတယ်ဒါအရန်ကောင်းတဲ့ကိစ္စတစ်ခုပဲငါတို့ရက်ကွက်ထဲမှာတော့ယောဂကျင့်တဲ့သူတရားမှမရှိဘူးတကယ်လို့နေငါ့ကိုသင်ပေးနိုင်တယ်ဆိုလို့ရှင်တော့သင်ပေးစမ်းမအောင်ဟဲ့ငါလည်းယောဂကျင့်ရတာအရန်ဝါသနာပါတယ်အသက်ကကြီးလာပြီဆိုတော့ခန္ဓာကိုယ်ကလည်းအရန်ကိုလေးလံထိုင်းမိုင်းနေတာလေစိတ်သွားတိုင်းကိုမပါနိုင်ပါဘူးလေ့ကျင့်ခန်းလေးပါလေးလုပ်မယ်ဆိုလို့ရှင်တော့ခန္ဓာကိုယ်ပြန်ပြီးတွားလက်ပေါ်ပါလာမလားလို့စဉ်းစားမိတယ်ငါရဲ့အမအရင်ကတော့မြို့ကြီးပြကြီးမှာနေထိုင်တာလေသူကတော့မြို့မှာနေထိုင်တာဆိုတော့အတန်းတွေကလည်းအများကြီးတက်လို့ရတာပေါ့သူကတော့ယောဂသင်တန်းအမြဲတမ်းသွားပြီးတော့ယောဂသွားခြင်းဖြစ်တယ်ဆိုပြီးတော့ပြောတယ်သူကိုယ်တိုင်ကလည်းငါကိုယောဂလေးပါလေကျင့်ဆိုပြီးတော့ပြောပါသေးတယ်ငါတို့နယ်မြို့လေးမှာကဗမာယောဂအတန်းရှိမှလေဟုတ်ကဲ့ပါအန်တီရရပါတယ်တကယ်လို့အန်တီကျမနဲ့အတူတူယောဂကျင့်ကျင်နေဆိုလို့ရှင်တော့လာခဲ့လေကျမမနဲ့တိုင်းဒီအပေါ်ရက်မှာအမြဲတမ်းရှိနေမယ်အန်တီလည်းအတူတူကျမနဲ့ယောဂလာကျင့်ပေါ့ကျမကိုယ်တိုင်လည်းအတော့ကိုသင်ပေးလို့ရပါတယ်ကဲဟုတ်ပြီငါလာခဲ့မယ်နော်ဒါနဲ့အလကားတော့ငါနဲ့ရှီယာနေမသိချင်ပါဘူးနေငါရှီယာလာစာယူတော့မှပဲငါလည်းတင်မယ်ဆရာသမားရှီကနေပညာတစ်ခုခုသင်ယူနေတာဆိုတော့အလကားသင်ယူလို့ပဲဖြစ်ပါမလဲဒါဆိုရင်တော့နေကငါအတွက်ဆရာသမားတစ်ယောက်ဖြစ်သွားပြီပတ်စံဟုတ်လားအတော်ရေမဟုတ်တာရှင်ကျမပတ်စံအတွက်ဒီအလုပ်ကိုလုပ်နေရမှာမဟုတ်တာအတော့အနေနဲ့ကျမစီမှာတင်ကျင်နေဆိုလို့ရှင်တော့ဒီအတိုင်းပဲတင်လို့ရပါတယ်ပတ်စံကတော့ကျမလည်းမယူချင်ဘူးမဟုတ်တာနေအနေနဲ့ဒီလောက်တောင်စူးစမ်းပန်းစားနေငါ့ကိုတင်ပေးရမှာဆိုတော့ငါနဲ့ကိုဒီအတိုင်းကြီးအလကားတော့မတင်ခိုင်းချင်ပါဘူးတခြားအမျိုးသမီးတွေကလည်းယောဂဆော့ကျင်ကြတယ်ဆိုလို့ရှင်တော့နေ့စီကိုလာခဲ့ကြလိမ့်မယ်မနေ့ပြန်ငါနဲ့ကိုပတ်စံကြိုးပြီးတော့လာပေးထားလိုက်မယ်နော်ငါ့ကိုတေချာလေးတင်ပေးအောင်ဒီအချိန်မှာနောက်ထပ်အိမ်ကြီးချင်းအမျိုးသမီးတယောက်ကတော့အပေါ်တက်မှာတက်ပြီးဝတ်စားတွေကိုလှမ်းနေခဲ့ပါတယ်သူကတော့ဒီစကားတွေအကုန်လုံးကိုကြားသွားခဲ့ပါတယ်သူကိုယ်တိုင်ကလည်းယောဂအရန်ကိုဆော့ကျင်သွားခဲ့တာပေါ့ကြီးနေနေပဲအခုအချိန်တရက်အတွင်းမှာရှီတယ်စီမှာចောင်းသား2ယောက်ရရှိသွားခဲ့ပါပြီသူမကိုယ်တိုင်ကလည်းယောဂကျင့်ရတာကိုဝါသနာပါတယ်လို့မျိုးယောဂကိုဝါသနာပါတဲ့သူအချင်းချင်းဆွေရတာတော်တော်လေးကိုပျော်ရွှင်သွားပါတယ်လူတွေအားလုံးကလည်းသူမနဲ့အတူတူယောဂကျင့်ဖို့အတွက်စိတ်လှုပ်ရှားနေခဲ့ကြပါတယ်ရှီတယ်ကတော့သူမတတ်တဲ့ပညာနဲ့လူအများကိုအကျိုးပြုခွင့်ရတဲ့အတွက်ပျော်ရွှင်နေခဲ့ပါတယ်အမျိုးသမီးတွေကသူမကိုလာကလည်းပေးကြပါသေးတယ်
အမေရောင်းမဘလို့ဖြစ်တာလဲအမျိုးသမီးတွေအကောင်လုံးကိုခေါ်ပြီးတော့သူကယောဂတင်ပေးနေရဟုတ်လားမနက်မိုးလင်းအစောကြီးထပြီးတော့သူကအတန်းပေးနေရလေအရင်တုန်းကတော့မနက်ပိုင်းပဲတင်တာဆိုပေမဲ့အခုညနေပိုင်းလဲတင်နေတယ်လို့ကျမသိထားတယ်နော်ဒါနဲ့ရောင်းမအနေနဲ့အခုလိုဒီလောက်တောင်မှအလုပ်တွေလုပ်နေတာအမေတို့အားလုံးသိရသားနဲ့ဘာမှလည်းမပြောကြဘူးအကိုရောသူလှုပ်ချင်တာကိုလှုပ်ဖို့အတွက်ခွင့်ပြုထားတာလားငါဘာလုပ်ရမှာလဲငါဘာတွေကိုဝင်ပြောလို့ရနေလို့လဲငါတို့ပြောလိုက်တာနဲ့သူကအဲ့ဒီအတန်းကိုပိတ်ပြစ်မှာလည်းမဟုတ်ဘူးလေငါတို့အရင်တုန်းကစဉ်းစားထားတာကတော့အိမ်မှာချွေးမလေးပါလေးရောက်လာလို့ရှိရင်ငါတို့လည်းအနားရမယ်အေးစိတ်နေထိုင်လို့ရသွားမယ်ဆိုပြီးတော့စဉ်းစားထားခဲ့တာကြည့်ပါဦးသူကတော့အိမ်ကိုရောက်လာတာပဲရှိသေးတယ်တအိမ်လုံးကိုယောဂအတန်းဖြစ်သွားအောင်လို့လှုပ်ပြစ်လိုက်ပြီအမျိုးသမီးတွေအကုန်လုံးကလည်းသူ့စီမှာပဲယောဂလာတက်နေကြတယ်စကားပြောနေတဲ့ရုတ်တရက်ပဲရောက်ခမဖြစ်သူရဲ့စတောက်တွေအရန်ကိုနာကျင်လာခဲ့ပါတယ်ဘာဖြစ်တာလဲအမေရဲ့ရုတ်တရက်ကြီးဘာဖြစ်လို့လဲစတောက်ကအရန်ကိုနာလာလို့လားအမေအဆင်ပြေရလားမသိပါဘူးသားလေးရဲ့ရုတ်တရက်ကြီးစတောက်တွေကအရန်ကိုနာကျင်လာလို့အတော်လေးကိုနာနေပြီသားရဲ့အတော်လေးကိုနာနေပြီအမေထပ်ပြီးတော့မတီးခံနိုင်တော့ဘူးအမေရဲ့အဆင်ပြေလားအမေရဲ့ဘာဖြစ်တာလဲဘာဖြစ်သွားတာလဲအမလေးအခုမှလာပြီးတော့ဘာဖြစ်တာလဲဆိုပြီးတော့မေးနေသေးရဲ့နော်ဘယ်တော့ကများရောင်မကကျမရဲ့အမေကိုဂယူးဆိုင်ပေးမှုလို့လဲအခုမှလာပြီးတော့ဂယူးဆိုင်ချင်အောင်စောင့်မနေနဲ့တစ်ချိန်ကုန်လုံးအိမ်မှာနေပြီးတော့ယောဂအတန်းကိုပဲဖွင့်နေရသည်ရက်ကွက်ထဲမှာရှိတဲ့အမျိုးသမီးတွေအကုန်လုံးအိမ်မှာခေါ်ပြီးတော့ယောဂတင်ပေးနေရမှာမဟုတ်ဘူးလားအမေကတော့ခြေထောက်တွေဘလောက်တောင်မှနာကျင်ကြိုက်ခဲနေတယ်ဒါကိုတော့ရောင်မအနေနဲ့နည်းနည်းလေးမှစိတ်ပူစရာမလိုဘူးလို့ထင်တယ်မလားကြည့်ရတာရောင်မကဒီအိမ်ကချွေးမလေးနဲ့နည်းနည်းလေးမှမတူတော့ဘူးနော်ဒါဘလို့ဖြစ်တာလဲပါရလေးရဲ့နေရနေရောင်မကိုဒီပုံစံစကားပြောစရာလားနေစကားပြောနေတဲ့ပုံစံကတစ်စက်ကလေးမှမဟုတ်ဘူးနော်တော်ပါတော့ပါရလေးရဲ့နေရတော့တကယ်ပဲဘာလို့အဲ့လောက်တောင်မှစကားတွေများနေရတာလဲစကားကိုအဲ့လောက်ထိပြောစရာလိုအပ်လို့လားငါခြေထောက်တွေပထမတွေကတော်တော်လေးကိုနာကျင်နေပါတယ်ဆိုမှနေရစကားများနေသေးရဲ့နေအခုလိုမျိုးအတန်အကျယ်ကြီးနဲ့អော်နေတော့ခြေထောက်နိုင်အောင်တင်မဟုတ်ဘူးငါခေါင်းတွေလည်းတအားကိုကိုက်လာပြီကဲထားလိုက်တော့ဘယ်သူကိုမှဘာမှပြောမနေနဲ့ငါနဲ့အတူတူတခါတည်းဆရာဝန်ရှိကိုသွားပြကြမယ်လားငါသာအိမ်မှာထိုင်နေရမယ်ဆိုလို့ရှင်တော့အိမ်လောက်တွေအကုန်လုံးဘယ်သူကလုံမှာလဲအမေကလည်းထားလိုက်ပါတော့ဗျာဘာဖြစ်လို့စကားကိုအဲ့လောက်ထိအရှိကြီးဆွဲဆန့်နေရတာလဲအမေအဲ့ဒါဆိုလို့ရှင်တော့ကျမအမေနဲ့အတူတူဆေးကန်းကိုလိုက်ခဲ့ပေးရမလားယင်အမေအစင်ရောပြေးရလားထားလိုက်ပါတော့ရောင်မအိမ်မှာပဲနေခဲ့လေအတန်းကလည်းရှိသေးတယ်မဟုတ်ဘူးလားကျမတို့နဲ့အတူတူဆေးကန်းကိုလိုက်ခဲ့မယ်ဆိုရင်တော့အမရဲ့ယောဂအတောင်ဘယ်လိုလုပ်မလဲအဲ့ဒီအတန်းကိုပဲသွားပြီးတော့ပြီးအောင်တင်ပေးလိုက်အောင်ရှီတက်ကတော့မလိုအပ်ပဲစကားတွေအများကြီးကိုနားထောင်နေခဲ့ရပါတယ်သူမအတော်လေးကိုလည်းဝမ်းနေသွားပါတယ်ဒါတော့မှသူမကဘာစကားတခေါမှထပ်ပြီးတော့မပြောခဲ့ပါဘူးညနေခင်းမှာသူခမဖြစ်သူကဆေးကန်းကနေပြန်လာတဲ့အခါမှာတည်ခဲ့ရတာကဆရာဝန်ကအိမ်မှာလေးကျင်ကန်လို့ယောဂကျင့်ဖို့အတွက်အကြံဉာဏ်ပေးလိုက်ပါတယ်ဒီနောက်အားလုံးကလည်းရှီတက်ကိုတကယ်စာတွေကိုပြောပြလိုက်ပါတော့တယ်နောက်နေ့မှာတော့ယောဂတင်ဖို့အတွက်အမျိုးသမီးတွေကအိမ်ကိုရောက်လာခဲ့ကြပါတယ်ဒီတဲ့ကအင်းကြီးချင်းအမျိုးသမီးတယောက်ကရှီတက်ရဲ့ရခမကိုလာပြောလိုက်ပါတယ်အမရေဘလို့လဲအဆင်ပြေရလားအမဒူးကောင်းတွေတအားနာနေတယ်လို့ကျမကြားတယ်ဟုတ်ပါတယ်ရှင်ကျမဒူးကောင်းတွေတော်တော်လေးကိုနာနေတယ်အခုချိန်ထိလည်းနာနေတော့ပဲဘာဖြစ်လို့ခဏဒူးကောင်းတွေအဲ့လောက်တောင်မှနာနေရလဲကျမလည်းမသိတော့ဘူးအမလီအမရဲ့အိမ်မှာဒီလောက်ကောင်းတဲ့ဆေးကောင်းတစ်လက်ရှိနေရအမအသုံးမချတတ်ဘူးလားကျမပြောချင်တဲ့သဘောကအရန်ကိုရှင်းပါတယ်အမရဲ့အိမ်မှာယောဂတင်ပေးနေတဲ့အမရဲ့ချွေးမလေးတယောက်လုံးရှိတယ်လေချွေးမလေးနဲ့အတူတူယောဂလေးဘာလေးကျင့်ပါလားခန္ဓာကိုယ်ကတအားကိုပေါ့သွားပြီးတော့လန်းဆန်းသွားတာသိလားကျမပြောတဲ့စကားကိုနားထောင်လိုက်ကျမကိုယ်တိုင်လည်းခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကြိုက်ခဲနေရလေလမ်းလျှောက်ပြီးဆိုတာနဲ့ဒူးကောင်းကနေအတန်နေကြားတဲ့အထီကိုဖြစ်ခဲ့ရတာကျမလည်းချွေးမလေးရှိတဲ့လက်စီမှာယောဂလာကျင့်တဲ့အချိန်ကစပြီးခန္ဓာကိုယ်ကတော်တော်လေးပေါ့ပါသွားတယ်အရင်တုန်းကဆိုရင်ခုံပေါ်ကထားဖို့ကတော့မှကျမလူတယောက်အကူညီနဲ့မှထနိုင်တာကျမပြောတာကိုနားထောင်ပြီးတော့စမ်းပြီးလှုပ်ကြည့်လိုက်ရက်အနေငယ်လောက်ယောဂကျင့်ပြီးသွားပြီဆိုတာနဲ့ခန္ဓာကိုယ်ဘလောက်တောင်ပေါ်ပါသွားလာသွားလဲဆိုတာကိုသိရလိမ့်မယ်ဒီလိုလုပ်လေမနေ့ဖြန်ကြလို့ရှင်တော့ကျမတို့နဲ့အတူတူတခါတည်းယောဂလာကျင့်လိုက်တော့အိမ်ကြီးချင်းအမျိုးသမီးကဒီလောက်တောင်မှချွေးမလေးအကြောင်းအမွှန်းတွေတောင်းခဲ့တဲ့အခါမှာတော့ရခမကိုယ်တိုင်ကလည်းချွေးမလေးရဲ့အတန်းကိုဝင်ရောက်တက်ချင်သွားခဲ့ပါတယ်သူမလည်းယောဂကျင့်ရင်ကောင်းမလားဆိုပြီးတော့စတင်အတွေ့ဝင်ရောက်လာပါတယ်ဆရာဝန်ကိုယ်တိုင်ကလည်းသူမကိုလေ့ကျင့်ခန်းလုပ်ဖို့အတွက်အကြံဉာဏ်ပေးခဲ့တယ်မဟုတ်လားဒီအချိန်မှာရှီတက်လကရောက်လာပြီးတော့ပြောခဲ့ပါတယ်အမေအတော်ပြောတဲ့စကားကိုနားထောင်လိုက်ပါအမေရဲ့ကျမပြောတော့ကကြတော့အမေကဘယ်တော့မှနားမထောင်ခဲ့ဘူးအတော်ပြောတာကအမှန်တကယ်ပဲအခုလိုမျိုးယောဂကျင့်နေဆိုတာကလေခန္ဓာကိုယ်တစ်ခုလုံးပေါ်ပါပြီးတော့တွာလာလာတယ်သွေးလည်းပတ်မှုအားကောင်းပြီးကျမကြီးလည်းအရှမ်းကောင်းတယ်အဲ့ဒါကြောင့်အမေလည်းနေ့စဉ်နေ့တိုင်းကျမနဲ့အတူတူနည်းနည်းချင်းစီပုံမှန်လေးယောဂလိုက်ကျင့်ကြည့်နော်အမေရဲ့ခန္ဓာကိုယ်ဘလောက်တောင်ပြောင်းလဲသွားပြီးတော့ခံစားချက်ဘလောက်တောင်ကောင်းလာလဲဆိုတာကိုအမေသိရလိမ့်မယ်ညနေခင်းရှီတက်လျက်ရောင်းမလေးကျောင်းကနေပြန်လာတဲ့အချိန်မှာသူမကလည်းယောဂကျင့်နေဆိုပြီးတော့ရောင်းမကိုပြောလိုက်ပါတယ်ရောင်းမရေကျမလည်းအခုတော့ရောင်းမကိုလိုအပ်တယ်ဆိုတာကိုသိသွားပြီကျမတို့ကျောင်းမှာလည်းမိန်းကလေးတွေအကုန်လုံးကဂျင်သွားကြတယ်ယောဂကျင့်ကြတယ်ခန္ဓာကိုယ်ကိုထိန်းသိမ်းကြတယ်ကျမကိုအကူအညီပေးပါအောင်နော်ကျမကတော့ရောင်းမအမြဲတမ်းပြောဆိုနေခဲ့တယ်ဒီနေ့တော့ရောင်းမစီကနေကျမအကူအညီပြန်တောင်းနေရပြီဘလို့စကားတွေပြောနေရလဲပါရတဲ့နေရငါ့ညီမငယ်လေးလိုပဲလေငါတော့နင်ပြောတဲ့စကားတွေကိုစိတ်ထဲတစ်ခါမှမထားဘူးငါနဲ့ကိစ္စတွေအားလုံးတေချာတင်ပြပေးမယ်နော်
နင်လည်းအမေနဲ့အတူတူတခြားသူတွေနဲ့အတူတူလာပြီးတော့တက်ပေါ့ရှီတယ်ကအရန်ကိုအကျဉ်းစာရိုက်တာကောင်းမွန်တဲ့မိန်းကလေးဖြစ်ပါတယ်သူမကြောင့်အားလုံးကလည်းပျော်ရွှင်ဝမ်းသာသွားပါတယ်နောက်နေ့ရက်စပြီးရှီတယ်ကအားလုံးကိုယောဂသင်ပေးခဲ့ပါတယ်ရှီတယ်ရဲ့ယောခမနဲ့ရောင်မနှစ်ယောက်စလုံးကလည်းယောဂကျင့်ရဲ့ကောင်းကျိုးတွေကိုသဘောပေါက်နားလည်သွားခဲ့ကြပါပြီ